3ရက်တည်းပေါ့ပထမဇာတ်ကွက်ကခွန်လေးကိုညနေပိုင်းမှာလာပြီးတော့9နှစ်လို့ရိုက်တယ်ဒုတိယဇာတ်ကွက်မှာ3ရက်တည်းကအောက်မှာ10လို့လာရိုက်တယ်ဒါပေမဲ့သူကနေရာမှာပေါ့နော်တတိယဇာတ်ကွက်မှာ10တည်း10တည်းကဟုတ်တယ်ညနေပိုင်းလာပြီးတော့ပေါ့လက်ပြီးတော့6ပြီးရိုက်တယ်ခုစတုခစီရဆိုတင်းနာစိန်တင်းနာအောင်ပါရှင်အမကိုထိတ်ကြပြီနော်ခွန်လေးကိုထိတ်လိုက်တဲ့အချိန်မှာဒီကောင်ကကျွန်တော်လေးကိုထိတ်လိုက်ပြီဒီမှာ3မှာ3ထိတ်လိုက်ပြီလေးကကျွန်တော်ထိတ်လိုက်ပြီနော်လေးထိတ်လိုက်ပြီနောက်တစ်ချက်ပြန်စဉ်းစားတော့ဒီတော့ငါတို့ဟောအပြာရောငါ6တစ်တုံးလို့ရိုက်ပါတစ်တုံးတော့တည်ရတယ်နောက်တစ်ခါငါလေးကိုဘရိတ်ကဒီကောင်အောင်36ရိုက်တာခုဒီမှာ90ဖြစ်ကိုဘရိတ်အပေါ်က4ငါအောင်အောက်မှာလာဆိုင်ပါလားဒါမှမဟုတ်90ရိုက်4ငါ90ပါဝါလှည့်နော်ပါဝါလှည့်နေတာခင်းရလေးကြည့်လို့နော်ပရမဇာတ်ကွန်မှာ5လို့ရှိတယ်အောင်မှာ10တလုံးနဲ့10ခွန်10ပိုင်း10ခွန်ဆို5ပြည့်တယ်ဒုတိယဇာတ်ကွန်မှာ1အဲ့ဒါ10ပိုင်း10တုံးလို့ရိုက်တယ်တတိယဇာတ်ကွန်မှာ5ပြည့်ကို10ခွန်လို့ရိုက်တယ်စတုဒ္ဒဇာတ်ကွန်ခွန်ပြည့်ကို10လို့ညနေရိုက်သွားတယ်ပေါ့နော်လေးငါ3ငါကိုဒုတိယဇာတ်ကွန်မှာလေးငါတတိယဇာတ်ကွန်မှာ90အခုဒီဇာတ်ကွန်မှာကျွန်တော်တို့လေးငါ90မလာသေးဘူးပြလေးငါ90တနည်းကုန်ထည့်ထုတ်ပြကျွန်တော်တော့ကြိုက်ခင်ဗျားတို့ကြိုက်မကြိုက်မသိ